ကျွန်တော်ဒီနေ့ပြပေးမှာတော့ကျွန်တော်တို့ Coaster brand နဲ့ထွက်ရှိထားတယ်ကျွန်တော်တို့ lighting လေးဖြစ်ပါတယ်ဒီကောင်လေးဆိုရင်ဘာကောင်းလဲဆိုရင်ကျွန်တော်တို့ battery capacity ဆိုရင်2000 mAh ပါမှာဖြစ်ပါတယ်အဲဒီတော့ကြာအသုံးပြုခံတာပေါ့ဗျာပြီးရင် color အနေနဲ့လည်းကျွန်တော်တို့3ရောင်ပါတယ်color အနေနဲ့ကျွန်တော်တို့3ရောင်ပါတယ်ဒါဆိုရင်အဝါရှိမယ် moonlight ရှိမယ်ဒါဆို moonlightဒါဆိုအဖြူပေါ့ဗျာ color အနေနဲ့3ရောင်ပါမယ်3ရောင်ပါတဲ့အပြင်မှာဒီကောင်က diffuser လေးပါတယ်ခင်ဗျာdiffuser လေးလည်းအပေါ်ကနေထပ်ပြီးတော့အုပ်လို့ရတယ်အလွယ်တကူအုပ်လို့ရတယ်ကဲလို့ပြန်ဖြုတ်ချင်တယ်ဆိုလည်းအလွယ်တကူပြန်ဖြုတ်လို့ရပါတယ်ခင်ဗျာဒီကောင်ဒီဘက်ကလည်း screw ပေါက်ပါမယ်ဒီအောက်ကလည်း screw ပေါက်ပါမယ်ခင်ဗျာကဲလို့ဒီလိုပုံစံပေါ့ဗျာဒီဘက်ကနေပြီးတော့ screw ပေါက်နဲ့ကျွန်တော်တို့ဒီကင်မရာအပေါ်တွေဘာတွေမှာတက်လို့ရတယ်ကျွန်တော် tripod အပေါ်မှာလည်းကျွန်တော်တို့တချို့ tripod အစွတ်ပါတဲ့ကောင်ဆိုရင်ဒီအပေါ်ကနေဆွတ်လိုက်လို့ရတာဖြစ်ပါတယ်ခင်ဗျကဲလို့ tripod မရှိဘူးကိုကဒီဖုန်းနဲ့ပဲရိုက်မယ်ဆိုရင်လည်းtripod မရှိဘူးကိုကဖုန်းနဲ့ပဲရိုက်မယ်ဆိုရင်လည်းဒီညှက်ကလစ်လေးနဲ့ကျွန်တော်တို့ဖုန်းပေါ်မှာညှက်ပြီးတော့သူကအပေါက်လေးတောင်ဖောက်ထားရတယ်ဗျကျွန်တော်တို့ဒီကင်မရာဟိုဖြစ်အောင်ဗျကင်မရာအပေါက်လွတ်အောင် selfie အပေါက်လွတ်အောင်အပေါက်လေးတောင်ဖောက်ထားပေးတာပါတယ်ခင်ဗျဒါဆိုရင်ကျွန်တော် selfie အပေါက်လည်းလွတ်ပြီခင်ဗျာလွတ်ပြီဆိုတော့ကျွန်တော်တို့ပြီးရင်ဒီကောင်ကလည်းကြိုက်သူ adjust လုပ်လို့ရတယ်အကယ်လို့ဒီလိုစောင်းကျင်လားစောင်းလို့ရတယ်အပေါ်ဘက်လည်းစောင်းလို့ရပါတယ်ခင်ဗျာတော်မိုက်ပါတယ်မီးရဲ့ကြာချိန်လေးကလည်းတော်ကြာခံပါတယ်ခင်ဗျာဒီမှာမီးရဲ့အားလေးသူဘယ်နှတုံးရှိသေးလဲဆိုတာပြပေးတယ်အကယ်လို့အားနေဝါတစ်တုံးရောမယ်နှစ်တုံးရောမယ်သုံးတုံးရောမယ်ပေါ့ဗျာပြီးရင်ဒီမှာ color ချိန်တာကလည်းဒီလိုလေးကျွန်တော်တို့3ရောင်ချိန်လို့ရတယ်ပြီးရင်မီးအတိုးရှော့လည်းဒီမှာချိန်လို့ရတယ်ဗျနော်မီးတိုးရှော့လည်းချိန်လို့ရတယ်နောက်တစ်ခုဘာပါသေးလဲဆိုရင်ဒီကောင်အကယ်လို့ဘာမှမသုံးချင်ဘူးကျွန်တော် table stand ပေါ်မှာပဲသုံးချင်တယ်ဆိုရင်ဒီလိုလေးသုံးလို့ရတယ်ဒါဆိုရင်ကျွန်တော်ဗီဒီယိုတွေပါရိုက်တဲ့အခါ product video ရိုက်တဲ့အခါကျရင်အရန်ကိုမိုက်ပြီးကြွနေမှာဖြစ်ပါတယ်ခင်ဗျ။ lighting နှစ်ခုတော့ဒီလိုမျိုးတစ်လုံးကျွန်တော်တို့ RGB တစ်လုံးလောက်သုံးလိုက်ရင်တော်တော်လေးအဆင်ပြေနေပြီ။တခြား face light တွေပါတယ်မလို့ကျွန်တော်တို့အရင် professional သမားမဟုတ်ဘူးဆိုရင်ဒီတစ်လုံးနှလုံးနဲ့တော်တော်လေးကိုအဆင်ပြေပါတယ်ခင်ဗျ။ professional သမားတွေအတွက်လည်းတော်တော်လေးကိုဒီကောင်လေးကအဆင်ပြေမဲ့အကောင်လေးဖြစ်ပါတယ်ခင်ဗျ။ကျေးဇူးတင်ပါတယ်။လိုချင်တဲ့ဆိုရင်ကျွန်တော်ဈေးလေးရေးပေးထားမယ်။အမြန်ဆုံးလာရောက်မှာပြပါဒီကောင်လေးတွေပစ္စည်းပြတ်တာမြန်ပါတယ်ခင်ဗျ။ကျေးဇူးတင်ပါတယ်။